ဒါကတော့လန်ကြီးမဟုတ်တဲ့လန်လေးပေါ့နော်ဘာလန်လဲဆိုရင်တော့ဒါလန်စာပေါ့ဗျာ Evo ရဲ့ညီကိုတော့မဟုတ် Evo ရဲ့ညီလို့ပြောလို့မရဘူး Evo ရဲ့တပည့် Evo ရဲ့တပည့်ပဲပြောမှာတယ်လန်စာပေါ့ဒါအတာပြေစီးတဲ့ကားလေးပေါ့နော်ဒီကားကဒါလုံးဝ stock အနေထားအတိုင်းပဲဘာမှ modify တာမရှိဘူးကွေးလောက်ပဲပြောင်းလာတယ်ဗျာနော်အမကွေးလေးလောက်ပဲပြောင်းလာဒီကွေးကတော့ဒါပြန်ကားတွေတော်တော်များထည့်ပါတယ်မြင်ဘူးနေကြကွေးပဲဒီမီကိုတွေပါတွေကတော့ဒါဟိုပုံပြောင်းသွားပြီပေါ့နော်ဒါကျွန်တော်မြန်မာပြည်မှာတော့ဒါ Evo တွေကတော့ model 1023တွေများရယ်လေဒီကောင်ကတော့ဒါ1012လောက်ပေါ့နော်ပြင်မယ်ရိုးဘာမှ stock အနေထားတိုင်းပဲဘာမှမပါဘူးဒီကောင်လေးကိုဒါကျွန်တော်တို့တစ်ချက်မောင်းကြည့်မယ်ပေါ့နော်ဒီမှာသူရဲ့ တော့အနေထားလေးပြီးရင်ဒီကောင်ဒီပြိုင်ကားအထာလေးဆိုတော့ပေါ့နော်ဒီနာလေးတွေလုပ်ပေးထားတဲ့လေးတွေကမိုက်တယ်သဘောကျဖို့ကောင်းတယ်ဒါကတော့ပြိုင်ကားအထာလေးပေါ့နော်ပြီးရင်ဒီကောင် poster ဖြစ်သွားပြီပေါ့နော် poster တော့လှဲ့ပေါ့နော်တော့လှဲ့ poster ဖြစ်သွားပြီpedal shift တော့မပါဘူးpedal shift မပါဘူးပေါ့နော်နောက်ပြီးဒီသူကပြိုင်ကားအထာလေးဆိုတော့ဒီဟာလေးတွေသုံးပေးတာတော့မိုက်တယ်ပေါ့ဗျာသူခေတ်ဒုက္ခမှာဒါလေးဆိုတော့ဒါလှတယ်မာဒီကာဗွန်ဖိုင်ဘာသဘောမျိုးလေးတွေပေါ့နော် premium စစမ်းလေးသုံးပေးတာမှာဒီနားလေးတွေသူက 1.8 engine နဲ့လာတာပေါ့နော်အရင် performance ကတော့စွမ်းမနေဘူးပေါ့ဗျာသူကတော့ Lancer ဆိုတော့လည်းသိရမလားဒီအလှ function ဘိုင်းလောက်ပဲပေါ့နော်အဓိကတော့ Evo တို့နဲ့လုံးဝရှင်လို့မရတဲ့ကားတွေပေါ့နော်ပြီးရင်ဒီမှာဟိုမှာတိုင်ခွက်လေးပါလေးတွေတော့လှတယ်ဗျာသူရဲ့ model နဲ့သူရဲ့design လေးနဲ့ပေါ့နော်အနီရောင်လေးတွေသုံးပေးတာအဲ့ဒါလေးတွေလှတယ်ဒါကတော့ Lancer ရဲ့အတွင်းကန်းလေးပေါ့နော်ဒီနောက်ဖက်ဒီမှာဆိုလဲကျဲပါတယ်ခိုင်းရတာနေထားလေပုံစံလေးပြကျဲတယ်ရန်ကြီးတော့ပြောစရာမရှိပါဘူးဒီ Lancer လေးတွေကပေါ့နော်โอเคတစ်ချက်လောက်မောင်းကြည့်လိုက်မယ်ဒီကောင်ရဲ့ပုံစံလေးကဒါပြိုင်ကား vibe ကိုတော့ရတယ်ဗျာသိရမလားဟိုအရင်တော့လည်းမဟုတ်ဘူးနော်ပြိုင်ကား vibe ကိုရတယ်ဆိုတော့အဓိပ္ပာယ်လောက်ပါပဲရန်ကြီးတော့လည်းမမိုက်ပါဘူးဒီမှာတော့ဒီမှာ cruise control တွေပါတယ်ပေါ့နော်ဒီမှာနှိမ့်လိုက်ရင်ဒီမှာလင်းနေဗျာcruise control တွေပါတယ်ဒီမောင်းရတာတော့ 1.0 ဆိုတော့လဲမောင်းတော့လဲကောင်းတယ်တင်မှာအရင်ဟိုလိုမပါပဲမနေဘူးဗျာနင်းလိုက်ရင်ပါတယ်ပေါ့နော်အဲ့အနေထားတော့ရှိတယ်ဒီမှာဒီလိုမီနီလေးတွေသုံးထားပေးရလှတယ်ဗျာဒီနိုင်လေးတွေပါတယ်လေအခုဖြစ်မှာတော့ရန်ကြီးတော့ဒါတွေကမဆန်းတော့ဆိုပေမဲ့အဲ့ခေတ်ခါတော့ဒါထားကြတယ်လို့ပဲပြောရအောင်မှာပေါ့နော်โอเคပြန်ခွေမယ်နောက်တစ်ပတ်ကျွန်တော်ပြန်လှည့်လိုက်မယ်ကိုရှိမှာ Audi ရှိလိုက် Audi လို့နဲ့ရှင်းလိုက်တော့နည်းနည်းလေးနေပါတော့ဒီမှာဆိုရင်ဒါ BN ချက်ရှိုးလိုက်နော်ဒါ BN 5 series ဖြစ်ဖို့များ BN Chevy နော်ဒါတော့ modifying skirt တွေနဲ့တက်ထားတယ်ဒီ Lancer ကတော့ဒါခလေးစီးပေါ့ဗျာပုံကောင်လေးနဲ့ရှင်းလိုက်ရင်တော့စတာပါနော်ဒါဒီမှာထိုင်းနိုင်ငံမှာ Lancer စီးနေတဲ့ brother တွေအများကြီးရှိတယ်ဒါတော့ကျွန်တော်စတာပါမောင်းရတော့ကောင်းပါတယ်သူ 1.8 engine နဲ့သူကလည်းသူပေါ့နော်အရင်စိုးရတဲ့တော့မပါပါဘူးဒီနေရတော့ဗျာဒါတော့ကျွန်တော်ရဲ့ personal အနေနဲ့ပေါ့နော်ဒီ Lancer လေးကဟိုစားဒီအိမ်စီကားအောင်ပါဗျာတိုင်ကား feeling လေးလိုချင်တယ်ဆိုတော့ fight လေးလောက်ပဲရတယ်ပေါ့နော်တကယ်အဲ့လိုတိုင်ကားတွေမောင်းရတဲ့ feeling မျိုးတော့အရင်မရဘူးဗျာသိလားအိမ်စီကားကိုတိုင်ကားဆက်ဆန်လေးမောင်းရတဲ့ feeling လောက်ပဲရတယ်သူ့ရဲ့အထက်အတွင်းကခုံတွေရဲ့ဖွဲ့စည်းပုံတွေပါရညာတွေကလည်းအဲ့လောက်ကြီးပြိုင်ကား vibe မရဘူးပေါ့နော်တာမန် comfortable သွားဖြစ်နေဗျာနည်းနည်းဟိုစီးလို့ကောင်းတဲ့စိန်ကြတဲ့ဘက်လေးကိုပို့သွားတယ်လုံးဝဟိုဖြဲမယ်ရဲမယ်ဆိုတော့vibe မျိုးကိုမရဘူးဒါကတော့လန်ကြီးမဟုတ်တဲ့လန်လေးပေါ့နော် Lancer GS6 လေးပဲဖြစ်ပါတယ်နော်ညီကိုလေး issue ပြကြတဲ့ brother တွေ thank you ပါပြီနော်